ကိုရောက်နေကြပြီလား ကြာရင်လို့ဖြစ်မှာဒါနဲ့လမ်းမှာဘယ်ပိုင်းနေတွေ့နေလဲဘယ်ပိုင်းနေခလာပဲ ကျေးဇူးတင်ပါတယ်ဒါပေမဲ့ညီမလက်မအားလို့လေခဏနော် ဟာတောင်းလာမလားညီမ ဟုတ် ကိုပန်နေမယ်လေရှင်းနိုင်ပြီရှိလို့မင်းဟာပြောတော့ဘာမှမပြောအဲ့ဒါ तू အတင်းတခင်ကျင်လား အေးသူ့နာမည်ကတကူးတဲ့ငါရန်ကုန်ပြန်လာတော့ကောင်းမှတွေ့ရဟာဟောင်းလာပဲသူက ဟောကျွန်တော်ကဒီဟိုနဲ့ကျင်းလုံးနဲ့စစ်တန်းလောက်ပဲတကယ်ကြီးပါငါတကယ်ကြီးနေပေါ့ဗျာတော့ချအော်ဒါနဲ့ကြည့်နေဟာကိုလိုက်ဖို့ပြရမလား ရရဲကိုညီမမြို့ဝင်နေပဲပြန်လိုက်တော့မယ် ဟုတ်ပါ